ကျွန်တော်မေးမြပါကျွန်တော်ဆွဲလန်းကယူနေတာမနဘေးမှာမြေရိတ်တစ်ခုလို့ရှိချင်မစကားတွေကျွန်တော်ကြားတိုင်းမှာတင်းငယ်တွေတီးကျူးထားသလားသိရောက်လို့စိတ်ထဲထားတယ်လားအချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားအချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တစ်ခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကတင်ချုံမရတာကျွန်တော်မလားဗျာအဖြေပေးလဲပါအကြောင်းတွေပဲမောင်းထုတ်ခမရချင်းမတကန်တွေကျွန်တော်ယူခဲ့တာခဏတွဲဖို့အပြောသဘောမဟုတ်ပါအိမ်များလိုပဲဟိုးဝေတူမလွဲချင်းမနာမတန်လိုက်ဆွဲအားရှိခဲ့တယ်လို့နေခဲ့အောင်မတစ်စိမ်တယောက်လို့စိတ်ထဲထားတယ်လားချိန်မှပညာချက်တွေမရှိတာကျွန်တော်သိထားချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တစ်ခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာကျွန်တော်မလားဗျာဖြေပေးလဲပါချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တစ်ခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာ